ကမ္ဘာ့ဖလားမတိုင်ခင် United စီရောက်လာတော့မယ်အီဒါဆန်ညီကိုရီးယားလုံးပဲမင်္ဂလာပါဗျာ United ဇုံကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ United ပရိသတ်တွေမျှော်လင့်စောင့်စားနေခဲ့ကြတဲ့နေရာဒီရဲ့ပထမဆုံးအပြောင်းရွှေ့သတင်းတူးကြီးကထွက်ပေါ်လို့လာခဲ့ပြီပဲဖြစ်ပါတယ်ဗျဒါကတော့ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမတိုင်ခင်မှာပဲအတ္တလန်တာကွင်းလယ်လိုအီဒါဆန်ကိုခေါ်ယူဖို့အတွက် United နဲ့အတ္တလန်တာအသင်းတို့အကြားမှာအပိသက်သဘောတူညီမှုရရှိသွားပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ပြောင်းရွှေ့ခြင်းအကြောင်းကိုပြောရရင် United ဟာအီဒါဆန်အတွက်အတ္တလန်တာအသင်းကိုပြောင်းရွှေ့ခြင်းယူရို 40.5 သန်းပေးချေရမှာဖြစ်ပြီးတော့အပိုစုကြီးအနေနဲ့ယူရို 4.5 သန်းပေးရမှာပါဒါကြောင့်အပိုစုကြီးတွေအားလုံးပေါင်းရင်တော့မှစုစုပေါင်းယူရို 45 သန်းပေါင်39 သန်းဝန်းကျင်ကျတင်မှာဖြစ်ပါတယ်ပြီးခဲ့တဲ့အပြောင်းရွှေ့ဈေးကွက်တွေတုန်းကအီဒါဆန်ကိုယူရိုတန်း60အထိဈေးခေါ်ခဲ့တာနဲ့ရှင်လို့ရှိရင်အခုဈေးနှုန်းဟာ United အတွက်တကယ့်ကိုတန်ကြီးရှိတဲ့သဘောတူညီမှုတစ်ခုလို့ပြောရပါမယ်ကစားသမားရဲ့စားချုပ်တက်တန်တစ်နှစ်ပဲကျန်တော့တဲ့အချက်ကို United ဘက်ကအကောင်းဆုံးအသုံးချပြီးတော့ဈေးစစ်နိုင်ခဲ့တာပါစားချုပ်တက်တန်အနေနဲ့ကတော့2030ခုနှစ်ဇွန်လအထိ4နှစ်တက်တန်းရှိမဲ့စားချုပ်ကိုချုပ်ဆိုသွားမှာဖြစ်ပြီးတော့နောက်ထပ်တစ်နှစ်တက်တန်းတိုးခွင့်မှာပါဝင်မှာဖြစ်ပါတယ်ကစားသမားနဲ့သဘောတူညီမှုတွေကြိုတင်ရယူထားပြီးသားဖြစ်တယ်လို့မျိုးအီဒါဆန်ကိုယ်တိုင်ကလည်းတခြားထိပ်သီးကလပ်တွေထက် United ကိုပဲပြောင်းရွှေ့ဖို့ပထမဦးစားပေးရွေးချယ်ခဲ့တာဖြစ်ပါတယ်လစာငွေအနေနဲ့တရားဝင်မတိရသေးပေမဲ့လည်းအတ္တလန်တာမှာနေရတဲ့လစာထက်2ဆလောက်ပေးရရင်တော့မှတစ်ဖက်ကိုပေါင်3သိန်းအောက်မှာပဲရှိနေဦးမယ်အနေထားပါဒါကြောင့်အပြောင်းရွှေ့ဟာ United အတွက်ငွေကြေးပိုင်းဆိုင်ရာကြီးမားတဲ့ဆုံးရှုံးမှုဖြစ်လာနိုင်ကြအကြောင်းမရှိပါဘူးဗျလက်ရှိမှာတော့စစ်စစ်မှုခံယူဖို့ပဲကြံပါတော့တယ်ကမ္ဘာ့ဖလားပြိုင်ပွဲတွေရှိနေပေမဲ့လည်းဒီအပြောင်းရွှေ့ကိုလာမဲ့ဇူလိုင်လအစောပိုင်းမှာတရားဝင်ပြီးမြောက်အောင်ဆောင်ရွက်သွားဖို့နှစ်သင်းစလုံးကရည်ရွယ်ထားကြပါတယ်ဒါမှသာဇူလိုင်လလယ်မှာစတင်မဲ့ United ရဲ့ရာသီကြိုလေ့ကျင့်ရေးခီးစဉ်တွေမှာအီဒါဆန်အနေနဲ့အချိန်မီလာရောက်ပူးပေါင်းနိုင်မှာဖြစ်ပါတယ်ညီကိုတို့ရောအီဒါဆန်ကိုပေါင်း39 သန်းဝန်းကျင်နဲ့ကမ္ဘာ့ဖလားမတိုင်ခင်ခေါ်ယူလိုက်နိုင်တဲ့အပေါ်ဘယ်လိုမြင်လဲဒါဟာ United အတွက်တကယ်ပဲတန်ကြေးရှိတဲ့အပြောင်းအရွှေ့တစ်ခုလို့ထင်လားဆိုတာကိုကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦးဗျာ